Okay အားလုံးဝင်ပါကျွန်တော်ဒီvideo ပေါ်ဒီခင်းလေးဆိုရဆိုခင်းလေးရကျွန်တော်ပြန်တွေ့ပါပဲဘာဒီတော့ခဲရရောက်ဆိုတော့စရည်အောင်ကဲဒီကဲကဘယ်လိုလာမလဲဆိုတော့သိတယ်ဒါပေမဲ့ report အကြောင်းလေးပြောတာခင်းရဲ့ကောင်းတာချက်ကိုကျွန်တော်နောက် video မှာတင်ပေးပါအခု report လာမယ်အကြောင်းလေးပြောကျွန်တော် report လာမယ်ဆိုတော့တကယ်ကြီးလေးလာမှာပါဒီတော့ဒါ report ဒါကဖူးကတော်တော်ကြီးဟောင်းနေပြီပြောတာပါတကယ်လည်းဟောင်းနေပြီဒီဘောလာမယ်ဆိုတော့လေတရားရကန်တော့မှာကျွန်တော်တရားရကန်တော့ဆိုတော့လေဘာလို့ဆိုဒီဘောလာတော့မှတေးကြအဲ့လိုဓာတ်ဖူကအရင်ဆိုအပေကန်ဖူကိုပြောလို့ရတယ်ဒီဘောလာနေရှိရတော့100%ပဲကြားတဲ့လူစားတာဒီဘောလာနေဒီဘောလာမှာထားပြီးကျွန်တော်ကတော့အခုစားတာကြာလို့မရှိကုန်ပို့သွားပြီဆိုတော့မရှိ300ဆိုရင်ကျွန်တော်ကွက်တီပဲကျွန်တော်ရှိ120ဆိုတော့ခဏလေးပဲတရားဆိုတော့တို့ခါကျရင်ကျွန်တော် game နာမည်မေးလိုက်မယ် game နာမည်ကတော့နောက်မှဒီ0အဆုံးမှတင်ပေးပါမယ်လို့ကြားတဲ့လူလည်းမေးပါဘူးเนาะကျွန်တော်အဲ့ဒါကျွန်တော်ရီဘောလာမယ်အကြောင်းဒါဖူကတော့အမွန်းပါလာမယ်ပြီး skill fat တွေပြောင်းလဲသွားဆိုတော့ဗီနိုရီဘောရင်ပြောမယ်ဗီနိုကဒီဘောလာမယ်လို့ပြောပြီး awaken V2 ပါမယ်လို့တချို့လူပြောနေကြဆိုတော့ Vino ကပါလာမယ်လို့လူတိုင်းပြောနေကြတယ်ဒါ Vino ကလူတိုင်းသိပဲဟုတ်တယ်မလား Vino ကလူတိုင်းသိတဲ့အတွက်ကျွန်တော်ပြောပြတယ်နောက် video မှာပြောပြအခုကကွက်ကတကယ်ကိုဟောင်းနှမ်းတော့ fruit တလုံးလို့တော့ပြောလို့ရကွက်ကရမ်းဆိုရင်ဒီတိုက် 5 year ရဲ့ဒီ Marineford မှာစပွန် gravy လို့ပြောလို့ရမယ်သူရဲ့ fruitသူရဲ့ fruit အစားပိုင်းလေးတာကောင်းလားကျွန်တော်ဒီကူဆိုရင်သူ level 300လောက်ကကောက်ရအဲ့ခုနဲ့ပဲဟိုအဲ့ဒါရိုးခစ်စားခဲ့တဲ့ကိုဖူဟောင်းနေဆိုအမွားအဝိဘာကိုဖူဗီဒီယိုရှိနေမယ်လေဟောင်းနေတော့ဖူဆိုလေရီဘောလာနေပြီ99%လောက်ရှိနေတယ်ကျွန်တော်ထင်ပါတယ်ထင်တယ်လို့ပြောပါကျွန်တော်နောက်ဒီဗီဒီယိုရီဘောဗီဒီယိုဆိုဘာဗီဒီယိုနိုင်လာနိုင်မလဲဆိုတော့လူတိုင်းတော့မသိပြီမဲ့ဆရာကြီးကတော့တိမသိဘောနော်ဘလို့ရီဘောဒါဖူရီဘောလာမယ်ဆိုဘလို့တိပါလဲဆိုရင်တော့ကျွန်တော် control ရီဘောထွေးလာမှတက်ကြည့်တော့မှာဘလို့တွေ့ကြတယ်0နဲ့ကင်ထားတဲ့ holy site က holy site မှာမပါတဲ့ skill fat တွေမလို့ဓာတ်ရဲ့အမွန်းလို့လူတိုင်းထင်ကြတယ်ကျွန်တော်လည်းအမွန်းပဲရဒါနိုင်ရတော့တိတ်တော့မသိဘူးတရားပါဆန်းတော့ချင်းကျွန်တော်ဒီဂိမ်းနဲ့မယ်တော့ပြောပြဘိုးအလကားကြီးနေမို့ကျွန်တော်စီကတော့ဂျီဗီယန်ခံပြီးလိုက်ဆန်ခွဲလုပ်ကြည့်ပြအကျင့်စောက်ကဖဲ့ဘူးမနဲ့မှာပေးစားပြီဘူးမဆိုတော့ဒူးထတော့မင်းနေမင်းကလေးကိုပြောတယ်ရမပဲပြီအဲ့တော့ဒီဒီပါဒီလိုလာပါကြည့်ရှုရတဲ့လူကတော့ကျေးဇူးများတယ်မှာနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါဘိုင်